Why is no one picking up their phones? I've been texting like a maniac. You guys, it's the game maker. ဒီမနက်တင်မော်ဂန်ကသူမရဲ့စာတိုက်ပုံထဲမှာတခြားသူစီပို့ရမယ့်စာတစ်စောင်ကိုမှားပြီးလာထည့်ထားတာတွေ့ခဲ့တယ်။ဒါပေမဲ့အမေရိကမှာတော့စာတိုက်လုပ်ငန်းတွေကလိပ်စာမှာပို့ဖို့ဆိုတာတော်တော်ခင်းရင်းပါတယ်။ Between optical character recognition, barcode scans, and the Zip+4 code system, it's super rare. ဒါနဲ့မော်ဂန်ကအဲ့ဒီလိပ်စာနောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။သူမထူးဆန်းတဲ့အိတ်တလုံးကိုတွေ့ခဲ့တယ်။အောင်ပွဲခံတဲ့တခြင်းတစ်ပုဒ်ကိုအတန်ကျဲကြီးဖွင့်ထားတာ။ရဲတွေကိုစုံထောက်တဲ့ဂိမ်းကစားရတာဝါသနာပါတဲ့သူပြန်ပေါ်လာပြီဆိုတာမော်ဂန်ချက်ချင်းရိပ်မိလိုက်တယ် I know it was him. ရဲတွေကမော်ဂန်ပေးတဲ့တဲလုံဆန်းနောက်ကိုလိုက်သွားကြတယ်။အဲ့ဒီအိမ်ကိုမာယာလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ငှားထားတာကိုတွေ့ရတယ်။အန်အောဖို့ကောင်းတာကမာယာရဲ့အမဖြစ်သူဟာကလေးနဲ့အတူရဲစခန်းမှာလူပြောက်တိုင်ချက်လာဖွင့်နေတာပါ 1522 Wells Avenue. Where's mommy? မင်းညကမာယာကဖျော်ဖြေပွဲတစ်ခုသွားခဲ့တယ်။သူမကလေးကိုအမဖြစ်သူစီမှာအပ်ခဲ့ပေမဲ့ဒီမနက်အထိကလေးကိုလာမခေါ်တော့ဘူး။သူတို့အိမ်ကိုအမြန်သွားကြည့်တဲ့အခါတကားပွင့်နေပြီးအထဲမှာဘယ်သူမှမရှိတာကိုတွေ့ရတယ်။မော်ဂန်နဲ့ကာလာကဖျော်ဖြေပွဲကျင်းပတဲ့နေရာနာကတခုတည်းသောကားပါကင်ကိုတွားရှာကြတယ်။မာယာရဲ့ကားကိုတွေ့ဖို့မျှော်လင့်ခဲ့တာပါ။ကားကိုမတွေ့ရပေမဲ့မာယာဟာဒီနေရာတင်တိုက်ခိုက်ခံခဲ့ရတယ်ဆိုတာမော်ဂန်သိလိုက်တယ်။မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့ပစ္စည်းတွေအရသူမဟာလက်ဆွဲအိတ်နဲ့ပြန်ခုခံခဲ့တယ်ဆိုတာသိတာလေ။ဒါကြောင့်အိတ်ထဲကပစ္စည်းတွေထွက်ကြကုန်တာ Got lip balm, candy, and these little glass fragments that smell like orange blossom. ပြီးတော့သူမကအကူအညီတောင်းဖို့ကားပါကင်ဆောင်စီကိုပြေးဖို့ကြိုးစားခဲ့သေးတယ်။ဒါပေမဲ့နိုင်ချင်းဖန်ဆီးခြင်းခံလိုက်ရတယ်။လူသက်သမားကသူမကိုဆွဲခေါ်သွားခဲ့တယ်။ဒါကြောင့်မြေပြင်ပေါ်မှာဖနှောက်ရာတွေအနှက်ကြီးထင်ချန်ခဲ့တာ။အဲ့ဒီအရာတွေတဲကတစ်ခုကအလဲမှာပြက်နေတာကိုမော်ဂန်သတိထားမိသွားတယ်။သူမအနီးနားမှာလိုက်ရှာတော့မာယာရဲ့ဖနက်ကိုတွေ့လိုက်တယ် Found it. He crammed her unconscious body into the trunk of her own car. He was in control the whole time. ဒါပေမဲ့မာယာကိုပဲခေါ်သွားတာလေမော်ဂန်နဲ့ကာလာကတဲလုံဆာရှာဖို့သူမအိမ်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ကြတယ်မော်ဂန်ကတန်တရားဖြစ်စရာတစ်ခုကိုချက်ချင်းသတိပြုမိသွားတယ်မာယာကမိခင်တူဦးလေးဖြစ်တယ်သူမကဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှာလက်စာနေနေနဲ့လက်ထောက်ဖြစ်လုပ်ကိုင်နေတာဒါပေမဲ့သူမအိမ်မှာတော့အသုံးဆောင်ပစ္စည်းအကောင်းစားတွေနဲ့ပြည့်နေတယ်ဒါကသူမရဲ့ဝင်ငွေအဆင့်တန်းနဲ့လုံးဝမကိုက်ညီဘူးမာယာနဲ့အတူဖျော်ဖြေပွဲသွားခဲ့တဲ့တငယ်ချင်းဖြစ်သူကသူတို့ကိုအခြေပေးခဲ့ပါတယ်ဒါတွေအားလုံးကိုမာယာရဲ့အထက်လူကြီးဂျေဆင်ကဝယ်ပေးခဲ့တာလို့သူမကပြောတယ်ဖျော်ဖြေပွဲလက်မှတ်တွေကအစဂျေဆင်ပေးတဲ့လက်ဆောင်မှာရဲတွေကဒီအထက်လူကြီးကိုစုံစမ်းစစ်ဆေးခဲ့တယ်သူ့ဘောကာရင်တွေဖြည့်ဆည်းမှုတရားစွဲဆိုချက်ပေါင်းတရားစင်ကျော်ရှိနေတာကိုတွေ့ရတယ်ဒါပေမဲ့ဒါတွေအားလုံးကဂိမ်းမိတ်ကာနဲ့ဗာဆိုင်လို့လေမော်ဂန်ကသူမရဲ့ရုံးခန်းထဲမှာတကားပိတ်ပြီးဒီအထက်လူကြီးအကြောင်းအချက်လက်တွေကိုသူ့ဒေသနာလုပ်တော့တယ်9မိနစ်မပြည့်ခင်မှာပဲသူမကသူ့အကြောင်းတဲလုံစပုတ်ဖွဲ့တစ်ခုကိုဖန်တီးလိုက်တယ်သူမတုံလို့ဆရာကောင်းတဲ့သိရှိမှုတစ်ခုကိုတွေ့သွားတယ် I know you guys aren't 100% sold on my game maker theory yet, but hopefully this should clear things up. Okay, you ready? Jason Howard is a diabetic, just like Spencer. As a matter of fact, he is on the board of a research initiative at County General, meaning he would know exactly how long a person could be without insulin. ဂျေဆင်ကပကြီးဆရာလည်းဖြစ်တယ်ဒါကဒုတိယမြောက်အမှုတုန်းကဗဟေလီပကြီးကားနဲ့ကိုက်ညီနေတယ်ဂျေဆင်ကလက်မှတ်ရရင်ကုန်ကြီးပြတစ်ယောက်လည်းဖြစ်တယ်ဒါကတတိယမြောက်အမှုတုန်းကရေအောက်ရာဇဝတ်မှုနဲ့ကိုက်ညီနေတယ်အရေးကြီးဆုံးကတော့ဂျေဆင်ရဲ့မျက်နှာမှာသပင်နဲ့မုတ်စိတ်မွေးတာဆွဲထည့်လိုက်ရင်သူကတန်တရားရှိသူရဲ့ပုံစံနဲ့တပုံစံနဲ့တူသွားမှာပါ Jason and the game maker are one and the same. No, it's a trap.